Hi everyone, what's up? ကျွန်တော်ဒီနေ့မျှဝေသွားမယ့်စကားလုံးလေးကစိတ်ခံစားမှုကိုပြတဲ့စကားလုံးလေးပါလူတိုင်းလို့လဲအဲ့ဒီလိုစိတ်ခံစားမှုကိုကြုံမှုမှာပါခေတ်ကာလနဲ့ညီညွတ်နေတာအတွက်ကြောင့်ဓမ္မတွင်းတွင်းကြက်ကြက်သူတို့သုံးနေကြပါတယ်ဒီစကားလေးကိုကျွန်တော်တို့အခြေအနေနှစ်ရက်နဲ့ကြုံတဲ့အခါတိုင်းမှာကျွန်တော်တို့သုံးပါတယ်နံပါတ်1ဘာဆက်လို့မှမသိတဲ့အခြေအနေမျိုးမှာဘာလို့ကဘာကံမှမသိတော့ဘူးပေါ့နော်ခေတ်စကားနဲ့ပြောမယ်ဆိုရင်လမ်းနေပျောက်တယ်အဲ့အခြေအနေမျိုးနဲ့ကြုံရင်ကျွန်တော်ဒီစကားလေးကိုသုံးပါတယ် You don't know what to do next နံပါတ်2ကိုလုပ်တဲ့အရာတွေဟာအရာမထင်ဘူးလို့ခံစားမိလာတဲ့အခြေအနေမျိုးမှာလေဒီစကားလေးကိုသုံးပါတယ် You feel unable to make any progress ဒါဆိုရင်ဒီစကားလေးကဘာဖြစ်မလဲ feel stuck ကဲဥမာလေးကြည့်ကြမယ် I feel stuck in my job I want to quit but I don't know what whenever I feel stuck while writing I take a short break to clear my mind She felt stuck in relationship unsure whether to stay or leave if you feel stuck in life talk to someone who can give you good advice ဒီလိုဆိုရင်ဘာဆက်လို့မှမသိတဲ့အခြေအနေမျိုးနဲ့ကြုံလာတဲ့အခါမှာကိုလို့သမျှတွေကအရာမထင်ဘူးလို့ခံစားမိလာတဲ့အခြေအနေမျိုးမှာဒီစကားလုံးလေးကိုသုံးဖို့မေ့ပါနဲ့နော် feel stuck နောက်ဗီဒီယိုမှာတွေ့မယ်နော် bye bye Please subscribe my YouTube channel. Thank you.